ထံဖန်ဟာမွေးကလေးကကြိုက်မဲ့သူမရှိတဲ့လူပြိုကြီးတစ်ယောက်ပါယခုအသက်အရွယ်ထိတခါမှချစ်သူရေးစားမရတဲ့အတွက်စက်ကူရုပ်ကိုမိမပုံစံလုပ်ပြီးလက်ထပ်လိုက်တယ်သူခများတော့အပျော်လွန်ပြီးအယုတ်ကြီးကိုပွေပြီးရှောက်သွားနေတာပေါ့ထိုအချိန်အတိပေတင်ဆရာကအယုတ်တွေကိုလက်မထက်ကောင်းဘူးလို့ပြောတယ်သူကတော့မယုံပါဘူးဒါကြောင့်ဗေဒင်ဆရာကိုသူပြောတာမှန်မမှန်တေချာဟောဖို့စိန်ခေါ်လိုက်တယ်ထို့နောက်ဗေဒင်ဆရာကစာရွက်ပေါ်မှာတခုခုစာရေးဖို့ပြောတယ်ပညာမတတ်တဲ့သူ့ဖို့တော့ရှောက်ချစ်လိုက်ပါတယ်ထို့နောက်စာရွက်ကလွင်ပြီးဓာတ်ပေါ်ကျသွားတယ်ဗေဒင်ဆရာကအန်အော်ဘီမင်းအသက်ဆုံးရှုံးလိမ့်မယ်လို့ဟောတယ်သူကတော့မယုံကြည်ပါဘူးအိမ်ရောက်တာနဲ့အယုတ်ကိုဇနီးတစ်ယောက်လိုဆက်ဆံတယ်ပါးနီတွေလိမ့်ပေးတယ်ထို့နောက်အယုတ်မှာမျက်လုံးမပါတာသတိထားမိသွားတယ်သူ့လက်ကိုကိုက်ပြီးရတဲ့သွေးနဲ့မျက်လုံးလှုပ်ပေးလိုက်တယ်မကောင်းတဲ့အငွေ့သက်တွေကြားရောက်တော့မှတော့သူမသိဘူးသူကတော့ပြောနေတာပေါ့ညရောက်လဲထိုအယုတ်ကိုဖတ်ပြီးအနားပဲကပ်အိတ်တယ်ပြီးတော့မိမလို့ခေါ်လိုက်တယ်အယုတ်ကပြန်ထူတော့သူအံ့ဩသွားတယ်မနဲ့ရောက်တော့သူ့ရဲ့အကြောတွေတေသွားတယ်ရွာသားတွေလည်းသူ့ကိုစိုးရိမ်တကြီးနဲ့လာကြည့်ကြတယ်သူဘာကြောင့်ဒီလိုဖြစ်တာလဲဆိုတာသိဖို့အိမ်ငွေချတဲ့နီးကိုတုံးပြီးမေးတယ်သူ့သွေးနဲ့မျက်လုံးလှုပ်ပေးလိုက်တယ်ဆိုတာသိလိုက်ရတယ်အယုတ်ဆိုတာအယုတ်လိုပဲထားရတာဖြစ်ပြီးမျက်လုံးမထည့်တင်ကြောင်းထဲလိုက်ရင်ထိုအရာဟာအယုတ်မဟုတ်တော့ကြောင်းနဲ့အခုကမျက်လုံးကိုသွေးနဲ့လှုပ်လိုက်တဲ့အတွက်မကောင်းတဲ့ဝိညာဉ်တွေလာပူးကတ်တာဖြစ်ကြောင်းရှင်းပြတယ်ထို့နောက်အဲ့ဒီအယုတ်ကိုမီးရှို့ဖို့ဆုံးဖြတ်လိုက်ကြတယ်အယုတ်ကိုမီးရှို့ဖို့အစီရင်ကိုဖတ်နေချိန်ရုတ်တရက်စာအုပ်ကမီးထလောင်တယ်ပြီးတော့လူကိုပါထပ်လောင်တယ်အားလုံးကတော့ကြောက်လန့်တကြားဖြစ်နေတယ်မီးငိမ့်မဲ့လို့တော့သူ့ခန္ဓာကိုယ်ကလောင်ကျွမ်းပြီးသွားပြီသူကတော့ပြင်းထန်တဲ့ဝေဒနာကိုခံစားနေရတယ်အခန်းပြင်မှာတော့အယုတ်ကလမ်းလျှောက်နေတယ်ရွာသားတွေလည်းအယုတ်ကိုမီးရှို့ဖို့သူ့အိမ်ကိုရောက်လာတယ်ထို့အခါအယုတ်ကသူ့ကိုတတ်နေတဲ့ပုံစံနဲ့တေဆုံးနေတာတွေ့လိုက်ရတယ်